သတင်းပြချက်သေးတဲ့နေတော်ဒီပမာတောင်ကျွန်းများရီပါစီရီဥစားကလေးရာတို့ရတနာရွှေမုံငွေမူရွာရတနာရွှေမုံငွေမူရွာအောင်သတင်းပြချက်သေးတဲ့နေတော်ဒီပမာတောင်ကျွန်းများရီပါစီရီဥစားကလေးရာတို့ရတနာရွှေမုံငွေမူရွာရတနာရွှေမုံငွေမူရွာရှိတဲ့အချိန်ခါမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာခါကြပြီထင်ရဲ့မင်္ဂလာသချင်းသေးသွင်းလူကြီးညာမင်္ဂလာတရားမင်္ဂလာစကားဆိုပြီးတော့ခါမင်္ဂလာရှိတဲ့အချိန်ခါမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာခါကြပြီထင်ရဲ့မင်္ဂလာသချင်းဒီဒီလူပညာမြို့နေပြည်ရွာလုံးမှာပီတိတွေဖုံးလို့သာရုံရှိချမ်းသာဒီရတွေကိအောင်သိရှိမိပုံမြတ်တာမြို့နေပြည်ရွာလုံးမှာပီတိတွေဖုံးလို့သာရုံရှိချမ်းသာဒီရတွေကိအောင်သိရှိမိပုံမြတ်တာကိုယ်စိတ်နှပြမှာလူအိတ်စာပြေဝစေကြောင်းတောင်းစုပြုမေယခုမချင်ရလိမလွေပါအော်ပန်းကလေးလူမွေးလျက်ပါစိတ်ပမာခဝင်းချမ်းများလို့ရှင်လဲရောက်ပါအော်ပန်းကလေးလူမွေးလျက်ပါစိတ်ပမာခဝင်းချမ်းများလို့ရှင်လဲရောက်ပါတူနဲ့တူပေါ်မြတ်တာချင်းနဲ့ချစ်ပါခင်ပါမန်တော်သစ္စာစကားလေးဆိုပါအေးတို့မှသာစိတ်ရောကိုယ်ပါအင်းကြီးချမ်းသာရှာလီခုမချမ်းအပြာပြာကောင်းရင်ကောင်းတဲ့ဆုံလေးသောပါခင်မှာမန်တော်သစ္စာစကားလေးဆိုပါအေးတို့မှသာစိတ်ရောကိုယ်ပါအင်းကြီးချမ်းသာရှာလီခုမချမ်းအပြာပြာကောင်းကြီးကောင်းတဲ့ဆုံလေးတော်
စင်းနဲ့ရွှေမင်းသမီးလာတို့ရွာလူမစုကွန်းအောင်ကိုင်းလာပြူကဘာကျော်များမြန်မာအာရှတလွားမော်ဒယ်မယ်ရီရှုံးလိမ့်မယ်ဓမ္မမြည်နေကြီးဖြန်းတော့ရွှေရည်လန်းလေးပေါ့လဲရင်ရွှေရင်ကြော်ပြေးမဲ့တမောမောအလူမြေတလေးရွှေရောင်စင်းရွှေသရာတွေဝင်လို့ပေါ့မိန်းကလေးများဟာထီအောင်လေးရတဲ့ချင်းဆုံးအလူတော်လေးကမိုးတော့ညံအောင်ဆိုတီလို့သူကလေးနဲ့ကားလို့နေပြန်ရွှေရိုးမြင်သူများလည်းပြောအလူရှင်ကြီးလည်းပြောရတနာစိတ်လဲလူတော်ပြိသိပါမီဖြစ်လို့ပြောအလူရှင်ကြီးလည်းပြောမြင်သူများလည်းပြောရတနာစိတ်လဲမင်္ဂလာပြိသိပါမီဖြစ်လို့ပြောမန္တကြီးကလည်းရွှေရောင်စင်းနဲ့ဆန်ဝမ်းကြီးကလည်းရွှေရောင်စင်းနဲ့ရွှေတရားတွေရွှေလူဝင်းတော်ရွှေလူကြီးရဲ့အလူရှင်ပေါ်ကာလာသားများလည်းတော်တော်ချောတယ်ပြူတော်လေးများလည်းတော်တော်လာတယ်ရွှေလူကြီးကမြင်မြင်ဆိုင်ဆိုင်အားလုံးကြီးကငေးလူငိုင်းရောင်ရွှေစင်းနဲ့ရွှေမင်းသမီးလာ